ဒီနိုင်ငံမှာဆိုရင်ကြက်ဥစားတာကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်တကယ်လို့များကြက်ဥစားနေတာကိုမိသွားခဲ့ရင်တေတံပေးခံရမှာပါဒါပေမဲ့ဒီလိုပြင်းထန်တဲ့ပြစ်ဒဏ်တွေရှိနေတာတော့လူတချို့ကတော့လှုပ်ဝက်ပြီးကြက်ဥကိုခိုးစားနေကြတော့မှာပဲစားတောက်ဆိုင်ပိုင်ရှင်အမျိုးသမီးကလည်းသူတို့ကိုချက်ချင်းပဲကြက်ဥတွေကြော်ပြီးလာချပေးနေပါတယ်ပြဿနာကအဲ့ဒီဆိုင်ထဲကလူတွေကအရန်ဆူညံနေကြတာပါဒါကြောင့်ဆိုင်ရှင်မျိုးသမီးကချက်ဖကင်းလက်တက်ဖွဲ့တွေကြားသွားမှဆိုလို့အားလုံးကိုတိတ်တိတ်နေကြဘူးတတိပေးလိုက်ရပါတယ်သူမတတိပေးလိုက်တာနဲ့တဆိုင်လုံးချက်ချင်းတိတ်ဆိတ်သွားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီရုတ်တရက်ဆိုသလိုဆိုင်ရဲ့လူခေါ်ခေါင်းလောင်းတန်မြည်လာပြီးချွန်ထက်တဲ့လက်သေးတွေရှိတဲ့ချက်ဖကြီးတစ်ကောင်ဆိုင်ထဲကိုဖြည်းဖြည်းချင်းဝင်လာပါတော့တယ်အားလုံးလည်းကြောက်လန့်တကြားနဲ့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးဟန်ဆောင်ပြီးပါဆက်တွေကိုအမြန်တုပ်လိုက်ကြပါတယ်ဒါပေမဲ့ချက်ဖကြီးကကြက်ဥနံကိုရသွားတဲ့အတွက်အတော်လေးကိုဒေါသထွက်သွားပါတယ်ဆိုင်ရှင်မျိုးသမီးလည်းကြောက်လန့်ပြီးတုံရင်နေခဲ့ပါတယ်အဲ့ဒီနောက်ချက်ဖကြီးကဥပဒေကိုချိုးဖောက်တဲ့အတွက်ဆိုင်ထဲမှာရှိတဲ့လူအားလုံးတေတံပေးခံရမယ်လို့အော်ဟစ်လိုက်ပါတော့တယ်ဒီလိုလဲကြားရောအဖိုးအိုတယောက်ကကြောက်လန့်ပြီးတုံရင်နေပေမဲ့စာလောင်မှုကိုမအောက်နိုင်တော့ပဲသူရှိကကြက်ဥကြော်တဝက်ကိုအမြန်ကောက်စားလိုက်ပါတယ်သူ့ကိုလည်းမြင်ရောကြံတဲ့လူတွေအားလုံးကလည်းကြောက်လန့်တကြားနဲ့သူတို့ရှိမှရှိတဲ့ကြက်ဥတွေကိုပါဆက်ထဲအမြန်တွတ်သွင်းကြပါတော့တယ်တချို့ဆိုရင်ကြောက်လုံးလို့ကြက်ဥတွေကိုအစိမ့်လိုက်တောင်မျိုးချပစ်လိုက်ကြပါတယ်ဒီလိုသူတို့ရှိမှတင်ကြက်ဥတွေကိုအလူရက်စားတောက်နေကြတာကိုမြင်လိုက်ရတဲ့ချက်ဖကြီးတွေကတော့ဒေါသအထွတ်ထိပ်ကိုရောက်သွားပါတော့တယ်အဲ့ဒီအချိန်မှာကောင်မလေးတယောက်ကကြောက်လန့်တကြားနဲ့နောက်ဆုတ်လိုက်ရင်ရုတ်တရက်မျက်လုံးပွင့်လာခဲ့ပါတယ်တကယ်တော့ဒီအဖြစ်အပျက်တွေအားလုံးကသူမမတ်နေတဲ့အိမ်မက်ဆိုးကြီးတစ်ခုသာဖြစ်နေခဲ့ပါတော့တယ်